အပင်စိုက်သူတွေကြုံရတဲ့ပြဿနာတွေကယုံဘူးချရင်ကတခွာခွဲပင်တွေစိုက်ထားပြီးအသီးမတင်တဲ့အခါအသီးတင်ဖို့နီလန်ပြောပြပါမယ်။အဖိုပွင့်အမားပွင့်ပွင့်တဲ့အပင်တိုင်းကိုဒီနီလန်သုံးပြီးအသီးတင်အောင်လုပ်လို့ရပါတယ်။ကျွန်တော်ရဲ့ကြောက်ဖြုံသီးပင်ကိုဝင်းမုံကူပေးရင်မျှဝေပေးလိုက်ပါတယ်။ဒီလိုအသီးကင်းမပါတဲ့တာမန်အပွင့်ကအဖိုပွင့်မှာအနိကကြည့်ရင်ဝင်းမုံလေးတွေမြင်ရပါလိမ့်မယ်။အခုလိုပန်းပွင့်ရဲ့အနောက်မှာအသီးကင်းတွဲပြီးပါတာကအမားပွင့်လို့ခေါ်ပါတယ်။ဝင်းမုံကူဖို့အကောင်းဆုံးအချိန်ကမနက်6နာရီကနေ9နာရီကြာဖြစ်ပါတယ်။အဖိုပွင့်ကိုယူလိုက်ပြီးရင်ဝင်းမုံတွေမထိကိုက်အောင်တတိထားပြီးပွင့်ပတ်တွေကိုဖြည်းဖြည်းချင်းဖဲထုတ်လိုက်ပါတဘာဝအတိုင်းဆိုရင်ပြားပထုံးလိပ်ပြားလေးတွေကဝင်းမုံကူပေးတာပါတိတဲ့အတိုင်းလူသားတွေကြောင့်သူတို့တွေရှားလာတော့ကိုယ်တိုင်ကူရတဲ့အခြေအနေဖြစ်လာပါတယ်ကူလို့ရပြီဆိုရင်အသီးကင်းပါတဲ့အမားပွင့်ရဲ့အလဲဥတိုင်းကိုကိုကြီးစားလေးကအာဝါပေးသလိုပဲအဖိုပွင့်ကြီးကဝင်းမုံလေးတွေကူသွားအောင်တို့ပေးရပါမယ်ဒါဆိုရင်တော့ဝင်းမုံကူတာပြီးသွားပါပြီအသီးလေးအောင်လားမအောင်လားကိုနောက်3ရက်လောက်ဆိုအဖြေသိရပါတယ်ဒီအသီးကင်းဆိုရင်မနေ့ကကျွန်တော်ကူထားတာအခုနည်းနည်းပိုရှည်ပြီးကြီးလာတယ်ဆိုတော့အသီးတင်ဖို့ရာခိုင်နှုန်းများနေပါပြီကျွန်တော်လဲဝါသနာပါလို့အိမ်မှာစိုက်ရင်လေးလာရင်တိတာလေးတွေကိုမျှဝေပေးတာပါနောက်လည်းဒီလို content တွေတင်ပေးနေအောင်ပါအဆုံးထိကြည့်ပေးလို့ကျေးဇူးတင်ပါတယ်